ဝါရင်းကာလကိုဖြစ်တမ်းနေကြပါတယ်ဘုံမို့ဆူတောင်းခြင်းဝါရှောင်ခြင်းတဆဖြည့်ခြင်းမေတ္တာကရုဏာလုံငန်းများကိုတိုးတက်ဆောင်ရွက်ခြင်းစတဲ့ကောင်းမှုကုသိုလ်တွေလုပ်ပြီးတော့ဒီအချိန်ကာလကိုကျွန်တော်တို့တယုတ်တည်တလေးတစားတန်ဖိုးထားပြီးဖြစ်တမ်းကြတာနှစ်ပတ်တာလွန်လာပြီဒီနေ့တမန်ကျမ်းစာကဝါရင်းကာလရဲ့နှစ်တာရာဒုတိယပိုင်းပေါ့နော်ပုံမှန်ကတော့ဝါရင်းကာလရဲ့တတိယပတ်ကဒီစေကြောချင်းမင်္ဂလာခံယူမဲ့သူတွေကိုစုပေါင်းပြီးတော့သူတို့ကိုပထမအကြိမ်ယုံကြည်ခြင်းကိုဆန်းစစ်ခြင်းမိကိုမြင်ခြင်းအဲ့ဒီအမှုကိုဆောင်ရွက်တဲ့တနင်္ဂနွေနေ့ဖြစ်တယ်ဒါမြန်မာပြည်မှာတော့နည်းနည်းနဲသွားပြီတော်တော်မရှိသလောက်ပဲ No for the Italy သွားတော့က live လွှင့်တော့က Firenze Florence မြို့ပြီးတော့ Pisa မြို့အဲ့မှာဖျားเจ้าတစ်ခုဖျားเจ้าရဲ့နောက်မှာအဆောင်ကြီးတစ်ခုရှင်းပြသေးတယ်ဖျားเจ้าလောက်ကြီးတယ်သူကမြန်မာခေတ်ဒီရှိသေးတယ်ဒါပေမဲ့ကျင်းပတဲ့ခမ်းနားတော့မရှိတော့ဘူးဒါအဲ့ဒီမှာဆိုဒီတတိယပတ်မှာဆိုရင်ဒီနိုင်ငံမှာဘာသာဝင်မဲ့သူတွေထောင်ကနန်းတောင်းကနန်းအဲ့လိုတောင်းကနန်းရှိတာဖျားရှိခိုးတဲ့လူတဲ့ဘာသာဝင်မဲ့လူကပုံများတယ်အဲ့လောက်ထိတော့မှာအဲ့တော့ဘာသာဝင်မဲ့လူတွေထားမဲ့အဆောင်ကျောင်းကြီးဟာဒီကျောင်းမကြီးအဲ့လောက်ရှိတယ်သူတို့တွေဒီနေ့လာပြီးတော့ပထမဒီဩဝါဒနားထောင်နေပြီးရင် scrutiny လို့ခေါ်တဲ့ခေါင်းတော်ကြီးရဲ့ယုံကြည်ခြင်းကိုမေးမြန်းဆန်းစစ်ဝိုင်းပြီးတော့လှုပ်ဆောင်ကြတယ်ပြီးတော့သူတို့ကအကုန်လုံးပြီးပြီးဆိုရင်ယုံကြည်စိတ်ကြောခြင်းမင်္ဂလာပေးဖို့ပထမဆင့်သူတို့လက်ခံတယ်လက်ခံပြီးရင်သူတို့အကုန်လုံးပူဇော်ခြင်းစတော့မယ်ဆိုသူတို့မနေရဘူးထွက်သွားရတယ်ပြန်သွားပြီးတော့ဟိုဘက်သွားနေရတာပေါ့နော်ပူဇော်ရပလင်မှာအထူးစားပွဲတော်မှာပါဝင်ခွင့်မရသေးဘူးစိတ်ကြောခြင်းမင်္ဂလာခံပြီးမှလက်ခံတယ်ဒီတဲ့ကိုအဲ့တော့ဒီဘက်ကတနည်းအားဖြင့်ဘာသာသာသနာထဲမှာအပြည့်အဝပါဝင်ခြင်းမပါဝင်ပြီးဆိုတဲ့သဘောကိုတော့အရင်ကလက်တွေ့ကျင့်ခဲ့ကြတယ်ကျမ်းစာကဒီနေ့ညောင်သားရယူခြင်းနဲ့ကျိုးပဲ့ကြည်ဝသွားတဲ့ဘဝတစ်ခုကိုပြုပြင်ခြင်းအပိုင်းကိုနှစ်ပတ်လာဒီဘက်ကဆက်ပြီးတော့ကောင်းနေတဲ့ငါကဒီတဲ့တိုးတက်တဲ့ဘဝတစ်ခုအတွက်ဘယ်လိုတက်လှမ်းမလဲဆိုတာကိုပါစဉ်းစားဆင်ခြင်စေတဲ့ကျမ်းချက်တွေဒီနေ့ပါနေပထမကျမ်းစာမှာမောရှေရဲ့ခြုံငန်းမောရှေအလုံးတည်တဲ့အတိုင်းပဲအီဂျစ်ပြည်မှာနန်းတော်တွေမှာကြီးပြင်းလာပြီးတော့လူလောင်းမြောက်လူကြီးဖြစ်လာတဲ့အချိန်မှာအီဂျစ်သားတွေကအစ္စရာလူမျိုးကျွန်တွေကိုမတရားပြုမှုတာကိုကြည့်လို့မရလို့ဝင်စော်ပလိုက်တာတကောင်သေသွားတာအဲ့ဒါနဲ့ပြဿနာပေါ်မယ်ဆိုပြီးတော့ထွက်ပြေးတာအီဂျစ်ပြည်ကနေပြီးတော့နန်းတော်ထဲမှာမင်းသားကြီးတို့နေတဲ့လူကမီဒီယမ်နေကိုရောက်သွားပြီးတော့သူ့ရဲ့ဘိုးစင်ပေါက်ဆဲသူ့လူမျိုးတွေနေထိုင်ရနေရာမှာရေရွေးမှာရေခန့်ရင်နဲ့ရေခတ်လာတဲ့ကောင်မလေးတွေကိုရေလေးပါလေးခတ်ခဲ့ပေးနဲ့ကြိုက်သွားပြီးတော့အဲ့ဒီမှာငင်းကလေးအိမ်ကိုလိုက်သွားပြီးယူပြစ်သွားတာအဲ့တော့သူ့ရောက်ခမကြီးကဒုံနွားတွေကြံသာချမ်းသာတယ်ဆိုတော့ရောက်ခမဒုံနွားတွေကိုကလုတ်တွေကိုကြောင်းပြီးတော့တောထဲမှာသူ့ကြောင်းသွားတော့အဲ့လိုနေတာဒီအချိန်မှာသူကတောင်ဆောင်မှာအပင်စိမ်းကမီးလောင်နေတယ်ဒါပေမဲ့အပင်ကမီးမကျွန်းဘူးထူးဆန်းတဲ့ဖြစ်စဉ်ကိုကြည့်ပြီးတော့ငါတော့ကြည့်ဦးမှာတော်တော်ထူးဆန်းပါလားလောင်နေတာကြာနေပြီအပင်ကမလောင်တော့အစိမ်းအတိုင်းပဲမီးတောင်ကြီးကလည်းတော့သူတောင်းအနာရောက်တော့မေဖနက်ချိုတဲ့တရှင်းတဲ့နေရာရှေ့မတိုးနဲ့ဆိုတဲ့အတန်ကနေမောရှေကခေါ်တော်မူခြင်းဒုတိယဆင့်ကိုသူရတယ်မင်းထွက်ပြေးလာတဲ့အီဂျစ်ပြည်ကိုပြန်သွားရမယ်ဇာကြောက်စရာကြီးပြန်သွားပြီးတော့အဲ့ဒီကျွန်ခံနေတဲ့ငါသားသမီးတွေကိုသွားကယ်ခြင်းဆိုတော့ဖခင်ကစေလွတ်ခြင်းအဲ့တော့ဘာလာဆိုရှင်မောရှေကတည်ငြိမ်နေတဲ့ဘဝတစ်ခုတမန်ဘဝတစ်ခုရှုပ်ထွေးလာတဲ့နန်းတွင်းနဲ့အီဂျစ်ပြည်ရဲ့ဖြစ်တဲ့အကုန်လုံးကိုမေ့ပြောက်ပြီးတော့တယောက်တဲ့ဂန္ဓယာကိုပြက်ပြီးဖြတ်ပြီးတော့မီဒီယမ်နယ်အထိရောက်လာတဲ့သူကဒီနေ့ပြန်သွားပြီးတော့ဖာရာဝိုဘုရင်နဲ့ကြီးမားလာတဲ့သူရဲ့တက်တိဓာတ်တွေကိုရင်ဆိုင်ရမယ်ဆိုတာလွယ်တဲ့ကိစ္စလားငါဖျားစေလို့တဲ့ဆိုပြီးတော့ပြောတဲ့အဲ့လိုအဲ့တော့မောရှေတယောက်ရဲ့စက္ကပ်မှုသူရဲ့ဘဝမှာခေါ်တော်မူခြင်းဒီခေါ်တော်မူခြင်းခံရတော့သူရဲ့စက္ကပ်မှုကြောင့်အပင်ကောင်းတစ်ပင်အသီးစားရတယ်အပင်ကောင်းတစ်ပင်ရဲ့အရိတ်ခေါ်ရတယ်
သူသွားပြီးတော့ဖခင်ရဲ့အမှုကိုပြီးပြည့်စုံအောင်လုပ်လူတွေကိုအံ့ဘွယ်တကုန်းနဲ့၎င်းသူ့ရဲ့စွမ်းစားနဲ့၎င်းသူ့ရဲ့စက္ကန့်မှုနဲ့၎င်းကျွန်ခံလူတွေအားလုံးကိုခေါ်လာတယ်တဲ့အဲ့တော့ဒုတိယကျမ်းစာပါရှင်ပေါလုကကောရိန္သုမြို့သားတွေကိုရေးတဲ့နေရာမှာသူ့ရဲ့ကောင်းမှုကြောင့်အီဂျစ်ပြည်ကနေထွက်ပြေးလာတဲ့လွတ်မြောက်ခြင်းကိုလိုချင်တဲ့အပြည့်အကြုံဘဝနဲ့လွတ်မြောက်ခြင်းပင်ပန်းစွာလှုပ်ဆောင်နေတဲ့အီဂျစ်ပြည်ရဲ့ကြုံဘဝကနေပြီးတော့လွတ်လပ်တဲ့သားသမီးတွေဖြစ်လွတ်မြောက်ခြင်းတစ်ခုကိုတွားတဲ့နေရာမှာဒီလူတွေခံခဲ့တဲ့စိတ်ကြောခြင်းမင်္ဂလာကဘာလဲဆိုရင်တဲ့ပူပြင်းတဲ့ချိန်မှာတိမ်နဲ့အရိပ်ပေးတဲ့ဖခင်ရဲ့ကျေးဇူးတော်ကုဖြတ်ခြင်းဆိုတဲ့ပါစကာလို့ခေါ်နေတဲ့ကုဖြတ်ခြင်းဖြတ်ကူးခြင်းဆိုတဲ့ပင်လယ်ထဲမှာခြေကိုရေမဆူစေပဲပင်လယ်ကိုဖြတ်ကူးစေခဲ့တယ်တဲ့ရေတွေကဘေးမှာဒီရနေတယ်ဒါသူတို့ဖြတ်တန်းခဲ့ရတဲ့စေကြောခြင်းသူတို့ခံယူခဲ့တဲ့စေကြောခြင်းမင်္ဂလာတဲ့ရေမရှိတော့ကြောက်ဆောင်ကနေတော့တိုးထီတဲ့ချိန်မှာအေးမြတဲ့ရေထွက်လာတယ်တဲ့အဲ့ဒီရေကခရစ်တော်ဖြစ်တယ်တဲ့ခရစ်တော်ရဲ့အေးမြတဲ့ရေကိုတောက်သုံးခဲ့ရတယ်ဒီလိုနည်းနဲ့ဒီလူတွေကစေကြောခြင်းမင်္ဂလာကိုခံယူတဲ့ဖခင်ရဲ့သားသမီးတွေသူတို့ဖြစ်မြောက်လာကြတာဒါသူတို့ရဲ့ဇလန်းကိုပြောနေတာမဟုတ်ဘူးကျွန်တော်တို့တူးစီခံယူခဲ့လာတဲ့ဒီစေကြောခြင်းမင်္ဂလာနဲ့ဖခင်ရဲ့သားသမီးအဖြစ်ကိုဒီနေ့တရားနာပရိသတ်စဉ်းစားရမှာပထမအဆုံးပြောတယ်စေကြောခြင်းမခံခင်ဖျော်ကြောင်းထဲမှာတော့ပေးမထားဘူးသူတို့တိတဆောင်မှထားတယ်လာပြီးတော့မေးမြန်းပြီးတော့ပြန်လွတ်လိုက်တယ်ပါစကာပွဲကြမှာစေကြောခြင်းမင်္ဂလာပေးဖို့ဆိုပြီးတော့ပြင်ဆင်တာသူတို့ဖျားစကားတန်ကိုရပထမကိုရမြတ်ခရစ်စမပေးခြင်းနဲ့ပြင်ဆင်တယ်လို့ပဲဒီထဲမှာပါလို့မရဘူးအဲ့တော့သူတို့တွေကဖခင်ရဲ့ဖြစ်သားသမီးကြီးအပြည့်အဝပါဝင်ဖို့ဒီလိုဖြစ်တမ်းမှုတစ်ခုလာခဲ့ကြတယ်လူရဲ့အားနည်းချက်ပဲတိမ်ကိုအရေးပေးတယ်ပင်လယ်နီကိုဖြတ်တန်းစေတယ်အေးမြတဲ့ရေကိုကြောက်ဆောင်ကရစေတယ်ဒါပေမဲ့လူတွေကမိမိအတ္တဆာနဲ့ဘဝကရုံမထွက်နိုင်တဲ့လူတွေကဘုရားသခင်ဂရုထားတော်မူရာမြေကိုသူတို့ခြေမချနိုင်ခဲ့ခန္ဓာရောက်မှအလောင်းတွေပုံသွားတာဘာဖြစ်လို့လဲသူ့စရိတ်နဲ့သူပေါ့နော်ကတင်ချင်းကိုရယူနိုင်ရတာနဲ့မလောက်တာကအဲ့ဒါကတကယ်တည်ခြင်းတရားတဲ့ဒီနေ့ကျမ်းစာကသတိပေးနေတယ်လူတွေရဲ့တွေးမှာတည်ခြင်းတရားဆိုသည်ခရစ်တော်ဥပမာပေးတယ်ဒီအဲ့ဒီအချက်ကိုပဲတရားဟောတဲ့ချိန်မှာခရစ်တော်ကဥပမာပေးတယ်အရင်လဲဩဝါဒမှာတစ်ခါပြောဘူးတယ်ယေရုရှလင်မြို့ဘေးနားမှာရှိတဲ့ယူဒယာပြည်နယ်ကလူတွေကဖျားเจ้าနဲ့နီးတော့ဝတ်နီးကျင့်နီးတွေနားလဲတဲ့ပညာတော်10ပါးအကုန်သူတို့နားလဲတော့သူတို့ဒါမြင့်တာပေါ့နော်အဲ့တော့ဂါလိလဲနေသားတွေကငါဖန်စားပြီးတော့တောတောင်နေတယ်လဲတော့ဥပဒေနားမလဲဝနီးလဲနားမလဲတော့အယိုင်းဆိုင်လေးလို့သူတတ်ထားကြတာသူနေရာနဲ့သူ့အခြေအနေပေါ့မသိတဲ့လူတွေကတော့ဇန်နိုင်ဇမ်းမြင့်လို့ဘောတီတုံးကြတာနားမလဲတဲ့လူတွေဒါက social system သူ့တခင်ပြလက်ထက်မှာကလေးကအိန္ဒိယယဉ်ကျေးမှုတောင်းနဲ့ချီတဲ့ယဉ်ကျေးမှုမှာအဲ့ဒီခေတ်တုန်းကခရစ်ယာန်ဘာသာလည်းမရှိဘူးပြည်တော်စုဆိုတာလည်းမရှိဘူးကိုလူမျိုးသူ့လူမျိုးနဲ့တဆင့်မိဘတွေလက်ဆင့်ကမ်းပေးတဲ့အလုပ်ကိုလုပ်ပြီးဂါလိလဲသားငါဖမ်းတယ်လူကငါဖမ်းတယ်လဲလုတ်တယ်လူကလဲလုတ်တယ်အဲ့လိုနေကြတာသူညနဲ့သူဆင်ပြေတဲ့ social security system တခုပဲနိုင်ငံတော်တွေကအတိအမှတ်ပြုထားတယ်အိန္ဒိယမှာလည်းခုထိလက်ခံထားတယ်ကျင့်သုံးနေတာပါပဲဒါမဲ့ဘယ်မှာတော့ပြဿနာတက်တယ်လဲဘာသာရေးသမားတွေကတောပြောတောင်ပြောနားမလဲပဲနဲ့ပောက်ကြရတယ်လှုပ်တာယေရုရှလင်ဗိမာန်တော်ကိုဟိုးဂလိလဲနယ်သားတွေစူးလာတော့ဒီကလူတွေကဒီကောင်တွေစံနေနေမသိတဲ့ကောင်တွေပါညာဆိုပြီးတော့ပိလက်မင်းကဘာလုပ်တယ်လဲအဲ့ကောင်တွေတော်လန်ရေးလုပ်ဖို့ဂလိလဲနယ်သားတွေကစုပြီးတော့ရောမာတွေကိုတော်လန်မယ်ဆိုတဲ့နိုင်ငံရေးဒီကိစ္စအတွက်မြို့မှာရှိတဲ့ရောမာတွေကအမြင်ကပ်ပြီးတော့ဘာသာရေးကိုတုံးချပြီးတော့ဂလစားချေကိုယ်စိတ်ထဲမှာမလုံလားအတ္တကိုယူပြီးတော့ဖျက်စိတ်မှာဖျားเจ้าမှာဂလစားချေဂလိလဲနယ်သားတွေကိုတတ်ပြီးတော့သူတို့သွေးကိုရောပြီးတော့ကျွဲနွားတရိษံပူဇော်တဲ့ထဲမှာသွေးတွေရောပြီးတော့ရှင်းပလိုက်တယ်လူကိုတတ်ပလိုက်ဒီနေ့ခရစ်တော်ကအဲ့ဒီအရာကိုထောက်ပြီးတော့တရားဟောတဲ့ချိန်မှာအဲ့ဒီပိလက်မင်းက
ဒီဂလိလဲနယ်သားတွေကိုတပ်ဖြတ်ပြီးသွေးတွေကိုနော်ပြီးဒီလိုက်ထဲလိုက်တာနဲ့သူတို့မှပြည့်ရှိတဲ့မင်းတို့ထင်သလားတဲ့အဲ့လူတွေကဖြစ်မရှိဒါမဲ့လူတွေကဘာလုပ်သလဲယူရီးယားပြည်ယေရုရှလင်မှာနေတဲ့လူတွေကအသေးဆိုးနဲ့သေရတာတွေ့လားဒီကောင်တွေဆိုးတာကိုလို့အဲ့လိုပဲဇက်သိမ်းပလိုက်ကြတာယေရုရှလင်မှာစီလုံအောင်ရဲရကြီးပြိုကျတာစီလုံရဲရကြီးပြိုကျတော့အောက်မှာနေတဲ့လူတွေအကုန်လုံးပြီးပြီးသေတဲ့လူတွေမနေဘူးဒါကမခိုင်မခန့်တဲ့စာအုပ်အိုတဲ့စာအုပ်ပြိုကျတာကနေရာတိုင်းပဲသူပြိုကျပြီးအောက်ကသေတာနဲ့ကျန်တဲ့လူတွေကဒီကောင်တွေဆိုးလို့ပေါ့သူတို့ဘောကိုပြီးကြတာမြန်မာပြည်မှာလည်းအဲ့ဒီအယူတွေရှိသေးတယ်တွားရင်လိုက်အုံးဒီခေါင်းပေါ်ပြုတ်ခေါင်းပေါ်ကြပြီးသေသွားရင်ဒီကောင်ကန်ဆိုးလို့ဖះเจ้าတနေရာမှာလူတွေကဖះလဲတော့လမ်းမှာရေတုံးကရေတွင်းခေါင်းကြီးရှိခဲ့တယ်အဲ့ဒါကိုလမ်းဖို့ထားကြတာလမ်းကတော့မြည်နေတာပဲဖို့ထားတာလူတွေကလည်းသွားနေကြတာတစ်ချိန်တကားအမျိုးသမီးတယောက်အဲ့နာလာတဲ့ချိန်မှာကြတော့ဘလုံးစုပြူကြအဲ့နေကျွံသွားတာကျွံတာကရင်စိုးလောက်ရှိမယ်နဲ့တာကိုအထက်မှာသူကငကိုတဲ့အခေါင်းကြီးဖြစ်နေတာအပေါ်မှာပေါ်ရလေးမှာလမ်းခင်းတာအဲ့ဒါကြီးကဤကနေပြိုလဲပြောဘလုံးစုထိရောက်သွားတာဒါလေးအမလေးမြင်းမျိုးကြီးတဲ့တချို့ကလည်းကန်ဆိုးတာဒီမှာတော်သေးတယ်ဒီကောင်လုံးမမြုပ်သွားတာလေပင်လေးပေါ်လို့ရင်စိုးလေးပေါ်လို့တော်သေးတော့ဖာသာဘေးနာမှာရှိတော့သွားဆွဲထုတ်ပြီးတော့ဟဲ့အောင်လို့ရေတုံကဒီမှာရေတွင်းရှိတယ်လို့ငါသိတယ်လို့ငါကလေးဘွားတော်ကလူငယ်ဘွားတော်ကရေတွင်းရှိမှငါသိတယ်နောက်ဘုန်းကြီးတရားကိုမြေဖိုးဖာဖို့ဖို့ပြီးမဲ့ရေတွင်းဟူသည်မြေဖိုးရင်တော့အမြဲတမ်းဣတတ်တယ်လေဖာသာအိမ်မှာရှိတဲ့တန်လိမ်မှာခုထိနေ့တိုင်းဖို့လဲပြန်ဣတာပဲကျွန်တော်တို့ကျောင်းထဲမှာမရှိဘူးမထင်နဲ့ခုနမှတမန်တလင်းခင်းထားတယ်အခုမီးရှိုးကြီးမဲမဲလေးအဲ့နေရာသွားကြည့်တခါဖို့ရင်တထွာဖာသာဒီနေ့9နှစ်ထဲမှာ4ကဖို့ပြီးပြီအခုဒီကြုံတော့မဲကိုနမအေးကွင်းထဲမှာဘာဖြစ်လဲအရင်ကရေတွင်းရှိခဲ့တဲ့ဖို့တာတော့အခုဒီသူကမြေကြစ်လေးဝင်လေးပဲအခုထိပဲဒီဝင်းထဲမှာပြောချင်တာကလူတွေကအဲ့ဒီကလေးတယောက်ပြုတ်တာနဲ့ချက်ချင်းပဲအဲ့ဒီအမျိုးသမီးကိုအပြစ်ရှိလို့မြင်ညိုတာသလိုလိုဟာသူပဲကန်ဆိုးသလိုလိုဟာဒါတခုခုလုံးမကောင်းမယ်မြေကြီးကြုံပြီးတော့မြင်ညိုလို့ဘုန်းကြီးဖြစ်တာဒီနေ့ဖြစ်တာဘာညာနဲ့ဇလန်းဆက်ကြောင်းတွေပေါ့စီဖြစ်လာတာဘာသာဖျားကြောင်းလာတဲ့မျိုးသမီးတယောက်ရဲ့ဂုံတိတ်ကဒါဘာသာသူတွေလည်းမပြောသေးဘူးဆိုတော့ဘာလို့လဲချက်ချင်းပဲဘာတွေလျှောက်ပြောနေတာဒီနေရာမှာရေတွင်းရှိတယ်ဖို့တယ်လူကကောင်းမဖို့ဘူးမစိတ်အထက်မှာဖို့ထားမယ်ဤစင်းသွားပြီးဒါကိုလုတ်တဲ့လူစီစဉ်တဲ့လူရဲ့အပြစ်ကိုမမြင်မဲနဲ့ကြုံနေမကန်အဲ့ဒီလူတယောက်ကိုပြုတ်ကြတဲ့လူကိုအမျိုးမျိုးအပြစ်ပြောကြတဲ့လူတွေရဲ့အတန်ဝိုင်းခရစ်တော်ကဘာပြောသလဲစေလောကရေရကြီးပြုတ်ကြလို့တည်တဲ့လူကအပြစ်ရှိတဲ့လူထင်သလားတဲ့မင်းတို့နောင်တမယိုရင်ဒီတဲ့ပုံပြီးတေးကြီးပျက်စီးကြမယ်လို့ခရစ်တော်သတိပေးတယ်AD 90မှာနောက်ခရစ်တော်မရှိတဲ့ချိန်မှာတော့ခရစ်တော်ပြောသလိုပဲတမြုပ်လုံးပျက်စီးခံရတာပါပဲတိတ်မောက်မာတာဘုရားကျောင်းပေါ်မှာသာသနာဘာသာသာသနာကိုမိခိုပြီးတော့ကောင်းစားနေတဲ့လူတွေရဲ့မောက်မာချက်ကမိုးထီအောင်ပဲယေရုရှလင်ပတ်ဝန်းကျင်မှာနေတဲ့လူတွေကကျောင်းနဲ့မိခိုသူတို့ကသူတို့ပဲအတိတဲ့တတ်တယ်ဆိုပြီးတော့ဒီနေ့နှစ်ချက်ကိုတွေ့ရတာကတစ်ခုကတစ်တပင်ကောင်းငှက်တစ်ထောင်နာတော့အရေးပေးတဲ့သစ်ပင်တစ်ခုလိုပဲမောရှေကမိမိရဲ့စက္ကတ်ချင်းကြောင့်ဣသရေလလူမျိုးတွေကယ်တင်ခြင်းများကြီးရတယ်။ခေါင်းဆောင်မကောင်းရင်ကုန်ဒုက္ခရောက်မှာပဲ။ခေါင်းဆောင်မှုဆိုတာအရေးကြီးတယ်။ဖျားเจ้าကိုလာတယ်ဖျားရှိခိုးတယ်တရားဟောတယ်ကျမ်းစာဖတ်တယ်တရားဟောတယ်ဝမ်းမြောက်ဖွယ်ရ the good news ဖြစ်ရမယ်။ဖျားเจ้าပြီးပြန်သွားရင်ဝမ်းသာကြည်နူးနေရမယ်။ရီပြုံပြုံဖြစ်ပြီးပြန်ကားမှာလေးပြီးပြန်သွားစေရဖြစ်အောင်မလုပ်ရဘူး။အဲ့တော့ခရစ်တော်ကဘာကြောင့်ဆုံးမတယ်တာကိုဒီလိုလူတွေကသူတို့လို့ထင်သလားတဲ့ကောင်းတဲ့လူတယောက်ရှိရင်ကောင်းကျိုးခံရတာဖာသာယန်ဒီနေ့ခရစ်တော်ပြောတဲ့ဥပမာတိုင်းမှာအကြိုက်ဆုံးတစ်ခုကဘာလဲဆိုလို့ရှိရင်သခင်ကခိုးပြစ်တော်မယ်အပင်နော်ခရစ်တော်ကကြည့်နော်လူလောကမှာထာဝရဘုရားကကောင်းသောသူဆိုးသောသူအားလုံးကိုနေရာပေးထားတယ်အားလုံးပေါ်မှာနေမင်းကိုထွန်းတောက်စေတယ်အားလုံးကိုမိုးရေကိုပေးပါတယ်ဟော
ဖះတော်မှာအဲ့လောက်ကြီးလူအချင်းတရားပြောင်းလဲဖို့ချိန်ပေးတာဒါကိုဖော်ညွှန်းစေတဲ့ဥပမာလေးပါလိုက်သေးတယ်သုံးနှစ်ရှိပြီငါလာကြည့်တယ်တဲ့ဒီတပန်းမရအတိတလုံးကမစားဘူးမြေလကားပုတ်တယ်တဲ့စပြည့်ပင်တွေတော့အဲ့မှာအရရရင်စပြည့်ပင်လည်းတက်မှာမဟုတ်ဘူးခုတ်ပြစ်မှာဆိုတာဒါတော့တဘာဝကြတဲ့တိမတိဘာလုံးမှလဲဒါပေမဲ့ဖာသာတားကြိုက်တာကဘေးမှာရှိတဲ့အဲ့ဒီလှုပ်ဆောင်သောသူသခင်တဲ့တနေ့လောက်ချိန်ပေးပါတဲ့ကျွန်တော်တူးဆွပြီးမြေဟောစာပေးပြီးသူ့ကိုစူးစမ်းကြည့်ပါမယ်တဲ့နောက်နေ့တီးကောင်းတီးလိုက်မယ်တဲ့အဲ့ဒါမှမသိလဲခုတ်ပါမသိပြင်ပေါ့နော်ဒီလူရဲ့စိတ်ရင်းစေတနာဘလောက်ကောင်းနေကြီးဒီပင်ကိုတက်ရှင်စေတယ်ဒီပင်ကိုအတီးတီးစေမယ်သူ့ရဲ့စက္ကန့်မှုကအမတန်ဂုဏ်ယူစရာမောရှေကဘာလုပ်တယ်လဲမိလောင်တဲ့ခြုံငန်းကိုသွားတယ်ထာဝရဘုရားသူခေါ်တော်မူခြင်းပြီးတော့သူစက္ကန့်ပြီးတော့အပင်ကောင်းတကောင်းအနေနဲ့ဣသရေလလူမျိုးကိုလူမျိုးတစ်ခုလိုယက်တည်စေနိုင်ခဲ့တဲ့သူဖြစ်လာတာဒီမှာလဲအပင်တမင်ကိုတက်လူတက်ခါနီးကျွန်တော်ကြိုးစားပါရစေဆိုတဲ့စက္ကန့်တဲ့လူတယောက်ရဲ့စိတ်ဓာတ်ကဂုဏ်ယူစရာဖြစ်တယ်အဲ့တော့ဝါရင်းကာလရဲ့ဒုတိယပိုင်းမှာငါဘဝမှာဘာစက္ကန့်မှုကြောင့်အများအတွက်ငါပေးဆက်နိုင်တယ်လဲမေတ္တာကရုဏာလုပ်ငန်းများကိုတိုးတက်ဆောင်ရွက်ခြင်းဆိုတဲ့ဝါရင်းကာလမှာငါစတင်မဲဆိုလို့ရှိရင်ငါဘဝရဲ့တစ်ဆင့်လေကတိတစ်ခုလိုတက်တဲ့ကောင်းမှုတွေငါမလုပ်နိုင်ဘူးလားသူများဘဝအတွက်ကျုပ်မေတ္တာကရုဏာလုပ်ပေးတဲ့နေရာမှာမြေဟောစာကြွေးတော်သူမဖြစ်နိုင်ဘူးလားတေလူတေကနေခုတ်လဲခံရမယ်အပင်ကိုကယ်ထားသလိုဝင်ပြီးတော့ငါလည်းစူးစမ်းပေးပါမယ်ဆိုတဲ့စက္ကန့်တော်သူတယောက်မဖြစ်နိုင်ဘူးလားဒါလေးတွေကိုကျွန်တော်တို့စဉ်းစားရမှာဖြစ်ပါတယ်အဲ့တော့ဝါရင်းကာလရဲ့တတိယပတ်ကိုကျွန်တော်စတင်ပြီးဆက်လက်စူးစမ်းတဲ့ချိန်မှာတင်တို့သည်နောင်တမရလျင်အားလုံးတို့သည်လည်းထုံနီးတူပျက်စီးကြလိမ့်မယ်လို့သတိပေးတဲ့ခွင်ထဲမှာနေကြမှာလားဒါမှမဟုတ်ဘူးဆိုလို့ရှိရင်သူများကိုအတီးတီးစေတော်သူရှင်သန်စေတော်သူကောင်းမြတ်စေတော်သူအဖြစ်အပြုသဘောဆောင်တဲ့မေတ္တာကရုဏာကိုလှုပ်ဆောင်ခြင်းအဖြစ်ဂုဏ်ယူတဲ့လူဘဝကိုတည်ဆောက်ကြမလားဒါကိုစဉ်းစားဆုံးဖြတ်ကြပါစို့လိုအပ်တဲ့ခွန်အားကျေးဇူးတော်ကိုလည်းဒီနေ့မိစားတရားမှာတောင်းခံကြပါစို့